စောစောကပြောတဲ့ audio file ကိုဘယ်လိုတောင်းရမလဲဆိုရင်ဒီမဲ့ Aquaphonics ကလင်းလေးကိုဝင်လိုက်မယ်ပြီးရင် watch dictionary ရှိတယ်ဒီမဲ့ download ဆိုတာရှိတယ်တွေ့ရ download ထဲကိုနှိပ်လိုက်မယ် download ဆက်မှဒီမဲ့ class cd1 zip file နဲ့ရှိတယ် class cd2 zip file နေဒါ wallpaper pdf တွေအဲဒီမှာ bookmark တွေ white page တွေဒီမဲ့ writing page တွေကို download လုပ်လို့ရတယ် print ထုတ်ပြီးတော့ရေးလို့ရတယ်caps တွေလည်းရှိတယ် cap pdf app တွေလည်းကိုက download လုပ်ပြီးမှ print ထုတ်ပြီးမှကိုကလေ့ကျင့်လို့ရတယ်ယူလို့ရတယ်ပေါ့နော်ပြီးရင်ကိုကဒီမဲ့ class cd ပြီးရင်ဝင်လိုက်မယ်ပြီးရင် download ပေးလိုက် download file ဆိုပြီးတော့အဲ့မှာ download လုပ်နေပြီတစ်ချက်နေတာနဲ့ download လုပ်ပြီး download လုပ်တဲ့အချိန်မှာကိုကဝင်လိုက်ပြီးမှဒီမှာဒီ Aquaphonics က download လုပ်နေတယ်ဒီမှာကျွန်မလုပ်ပြီးသားရှိတယ်ပေါ့ Aquaphonics က cut တွေ download ထားတယ်အဲ့ဒါကိုကဖုန်းထဲက download လုပ်ပြီးတာကိုဖွင့်လိုက်ရပြီပေါ့နော်မရှိပြီးသားဆိုတော့မ download ဘူးနော်ပြန်ဖြတ်လိုက်ဒီထဲက download ရတယ်ပေါ့နော် download လုပ်ရတယ်ပေါ့နော်ပြန်ထွက်လိုက်ပြီဒီမှာဘယ်သွားမလဲဆို watch ကြည့်မယ်ပေါ့နော်ခါဘာကြည့်မလဲဆိုတော့ကို A B C D E ကြည့်ပြီးတော့ဆိုတော့ F ကိုဆက်လေ့လာမယ်ပေါ့နော် F ကိုဆက်လေ့လာမယ်ဖွင့်လိုက်ပြီးချဲ့လိုက်ပါပေါ့နော်